မ်ဆန်ကူလို့ပြောလိုက်တာနဲ့မရောက်ဘူးတဲ့လူမရှိတဲ့လောက်ပါပဲနော်မြန်မာလူဘာသာပြန်မယ်ဆိုရင်တော့ဆင်လောက်ကြီးတော့ကူလို့မှတ်ယူလို့ရပါတယ်ထမ်ဆန်ကူကိုစတင်တွေ့ရှိခဲ့ဒီမှာဟိုပုံးကွင်လေးဆရာတော်အရှင်ဘောဓိတာကအိမ်မက်အရရှာဖွေတွေ့ရှိခဲ့ပြီး2009ခုနှစ်ဇူလိုင်လ6ရက်နေ့မှာစတင်ဖွင့်လှစ်နိုင်ခဲ့တဲ့ဂူရဲ့ထူးခြားချက်တွေဂူရဲ့ထူးခြားစမ်းပြမှုတွေကြောင့်ဂူကအချိန်တိုလေးအတွင်းမှာပဲလူစိတ်ဝင်စားမှုအလွန်အင်မတန်မှကိုမြင့်တက်လာခဲ့ပါသည်ပိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့ပိုးတိုင်းရင်းသားတွေရဲ့တတနာပြုလုပ်ငန်းတွေနဲ့ထိန်းသိမ်းဆောက်ရှောက်မှုတွေကြောင့်ဂူကအလွန်အင်မတန်မှကိုပဲဆွဲဆောင်မှုမြင့်တက်ခဲ့ပါသည်ဂူရဲ့ခမန်းပေအရှိကတော့ပေ6000ခန့်ရှိပြီဟုသိရှိရပြီးပေ2000ကျော်ခန့်သာဝင်ရောက်လေပတ်လေ့လာနိုင်လို့ရပါသေးသည်ဂူထဲတွင်ထူးခြားစံပြသောကြောက်ဆက်ပန်းဆွဲများတဘာဝအတိုင်းဖြစ်ပေါ်နေသောရုပ်ထုကြောက်တာများဗုဒ္ဓရုပ်ပွားတော်များဇေဒီပထိုးများကိုလည်းဖူးမြော်လေ့လာနိုင်ပါသည်အခြားလိုင်ကူများနဲ့မတူညီသောပုံတံစမ်းများကိုလည်းတွေ့မြင်ရမှာဖြစ်ပါသည်ကြောက်ဆက်ပန်းဆွဲများမှာတရုတ်ပြည်မှာလိုင်ကူများနဲ့ခတ်ဆင်ဆင်ပင်တူပေသည်ကျဲဝန်းသောလိုင်ကူကြောင့်ဖျားဖူးခီးသွားများမှာလည်းစိတ်ကြည်လင်လန်းဆန်းမှုကိုအပြည့်အဝပေးစွမ်းနိုင်တဲ့နေရာလေးတစ်ခုပင်ဖြစ်ပါသည်ဂူကြီးအပေါက်ဝတွင်လည်းတရိတ်ဆန်ပုံတံကြောက်ရုပ်ထုများကိုလည်းတွေ့မြင်နိုင်ပြီဖြစ်ပါသည်ဤကူကတော့ဟိုပုံးကနေ